ဒါတွေကိုတင်မသိထားသေးဘူးဆိုလို့ရှိရင်ထိုင်းစကားပြောလို့ရှိရင်ထိုင်းလူမျိုးတွေနားလည်မှာမဟုတ်ပါဘူးတင်ကထိုင်းလူမျိုးတွေနားမလည်အောင်ပြောရတာကြိုက်တဲ့လူဖြစ်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုစောင့်ကြည့်ကြည့်မယ်ကြီးတွေသိတယ်တရတွေသိတယ်ကြီးနဲ့တရနဲ့ပေါင်းဆက်အတန်ထွက်မယ်ကိုသိထားတဲ့ဝက်ပရိယာနဲ့ဝေါဟာရပေါင်းဆက်အတန်ထွက်မယ်ဆိုလို့ရှိရင်မာကိုကသွားတီပိုင်ဆိုတဲ့စကားလုံးကိုသိထားတယ်ဆိုလို့ရှိရင်ကိုကပေါင်းဆက်အတန်ထွက်မယ်ဝေါဟာရတစ်လုံးပြန်ပေါင်းဆက်အတန်ထွက်မယ်ပေါ့နော်ကိုလိုက်ပြောကြည့်မယ်ပေါင်းကြည့်မယ်ဆိုလို့ရှိရင်ထိုင်းစကားတွေပြောရတာတော်တော်လွယ်သွားမယ်ကိုပြောလိုက်တဲ့ထိုင်းစကားဒီလေထိုင်းလူမျိုးတွေနားလည်တော့မှာပါရှင်สวัสดีค่ะဒီနေ့ဒီနဲ့တရရဲ့ဝနယုအတန်9တန်တဲမှာမိုက်ထိုအတန်နဲ့ပေါင်းဆက်အတန်ထွက်ပါမယ် group 3 B ရဲ့24လောက်ရှိတယ်တရပေါင်းဆက်မယ်မိုက်ထိုတင်လိုက်လို့ရှိရင်ထွက်လာတဲ့အတန်ကဘာတန်လဲဆိုတော့ group 3မိုက်ထိုတင်လိုက်လို့ရှိရင်ထွက်လာတဲ့အတန် T4 T1 T2 T3 T4 T5 အာရှိတဲ့အတန်အာအီဥအေအဲအဲ့ဒီအတန်ထွက်မယ်ဝက်ဆက်နှလုံးပေါက်အတန်ပေါ့နော်ဒါကကြတော့နော်နူကပြီးဖြစ်ပါတယ်ဒီသုံးလုံးကကြတော့တရနော်နឺမိုက်ထိုနឺအတာဥပမာစက်သားဆိုလို့ရှိရင်နឺไก่ဝက်သားဆိုလို့ရှိရင်နឺหมูအတာအဲ့ဒီအတာကိုပြောတာပါမော်မာကကြတော့ပြီးဒါကြတော့တရဒါကဝနယုမိုက်ထိုပေါင်းဆက်တန်ထွက်တာမောအာမာလာဒီနော်မိုက်ထိုတင်လိုက်လို့ရှိရင်ဝက်ဆက်နှလုံးပေါက်အတန်ပေါ့နော် T4 ဆိုတဲ့အတန်တန်ထွက်ပါမယ်မောအာမာမိုက်ထိုမာမြေမောအိုင်မိုက်ထိုမိုင်တစ်တာအိမ်ဆောက်တဲ့တစ်တာနော်အမ်နမ်မိုက်ထိုနမ်ရေအရင်မျှဝေတဲ့ထိုင်းစာအခြေခံပညာသင်တန်းကိုစစ်ဆက်မပြတ်ကြည့်နိုင်ဖို့အရင်အကောက်ကို follow ခဲ့ပါနောက်ဗီဒီယိုမှာပြန်လည်ဆောင်ကြမယ် bye bye လောက်လေ 拜拜。